မင်္ဂလာပါခုဆိုရင်ကျွန်တော်တို့တချင်းလေးတစ်ပုတ်ရိုက်ဖို့အတွက်ရွာကိုရိုက်ကွင်းသွားကြည့်ကြမလို့လိုက်မလားကျွန်တော်တို့ရွာသူတွေဘယ်လောက်ချောသလဲဆိုတာတချင်းလေးထဲမှာဝင်ကြည့်လိုက်တော့ချစ်ရတဲ့သူကိုယေစုရဲ့ရှက်တိုင်းထားတဲ့လာကလေးကရဲ့လာပါပဲအင်းမြတင်တော့လာလို့ပဲပူတင်တော့လည်းနေလို့ပါပဲနဝိုင်းလေးနဲ့ချစ်ရတဲ့သူကိုယေစုရဲ့ရှက်တိုင်းထားတဲ့လာကလေးကရဲ့လာပါပဲအင်းမြတင်တော့လာလို့ပဲပူတင်တော့လည်းနေလို့ပါပဲချစ်တဲ့ခါကွယ်တော့မူနေလာလေးမြပြေးပြောင်းပြက်ပြေးနှဆိုင်လာတဲ့လာပိုင်ရှင်ရဲ့လူသားတွေ့မျက်နှာမပြနဲ့အလားလေးရိုးသွားနိုင်မယ်ခုကောင်းစဲနဲ့ပြောပြောချစ်တဲ့ဆိုးကမနာလို့ဝင်တူတယ်ပချီရှုံးနဲ့ပြုံးမျိုးနဲ့သူမရှိတယ်စကားနော်တဲ့ပြောမျိုးနဲ့သူနှုတ်ချကျွေးလောက်နေလောက်နဲ့သွားနေမြင်မြင်သူငယ်လောက်တဲ့နဝိုင်းလေးနဲ့ချစ်ရတဲ့သူကိုရင်ဆိုတဲ့ရှက်တိုင်းထားတဲ့လာကလေးကရဲ့လာပါပြီအင်းမြချင်းတော့လာလို့ပဲသူချင်းတော့လည်းနေလို့ပါပဲချစ်ရတဲ့သူကိုယေစုရဲ့ရှက်တိုင်းထားတဲ့လာကလေးကရဲ့လာပါပြီအင်းမြချင်းတော့လာလို့ပဲပူချင်းတော့လည်းနေလို့ပါပဲချစ်တဲ့ကကွယ်သူ့မူနေနေစမ်းလို့ကွယ်တဲ့မအေးမုန်းတော့ရင်ကွယ်သူအောင်မျက်နှာထားနဲ့လာလေးမြပြေးပြောင်းပြက်ပြေးနှဆိုင်လာတဲ့လာပိုင်ရှင်ရဲ့အလားလေးယူသွားနိုင်မယ်ခုကောင်းစံနဲ့ပြောပြောချစ်တဲ့ဆိုးကမနာလို့တူတယ်ပချီရှုံးနဲ့ပြောမျိုးနဲ့သူမရှိတကားနော်တဲ့ပြောမျိုးနဲ့သူနှုတ်ဖြားတွေ့လုံနေလုံလဲသွားနေဟာမြင်မြင်သူငယ်လောက်တွေ့ညနေဝိုင်းလေးနဲ့ချစ်ရတဲ့သူကိုရင်စုတဲ့ရှက်ပိုင်းထားတဲ့လာကလေးကရင်လာပါပြီအင်းမြချင်းတော့လာလို့ပဲပူချင်းတော့လည်းနေလို့ပါပဲပချီရှုံးနဲ့ပြုံးမျိုးနဲ့သူမရှိတယ်တကားနော်တဲ့ပြောမျိုးနဲ့သူနှုတ်ချတွေ့လုံနေလုံလဲသွားနေဟာမြင်မြင်သူငယ်လောက်တဲ့ညနေဝိုင်းလေးနဲ့ဝိုင်းလေးကိုချစ်ရတဲ့သူကိုယေစုရဲ့ရှက်တိုင်းထားတဲ့လာကလေးကရဲ့လာပါပြီအင်းမြချင်းတော့လာလို့ပဲပူချင်းတော့လည်းနေလို့ပါပဲအင်းမြချင်းတော့လာလို့ပဲပူချင်းတော့လည်းနေလို့ပါပဲ